ပြမယ်ဒီပေါင်းကိုမှာလူကြီးမဲတို့နေရမှာပေါ့နော်ဒီလိုမျိုးပေါင်းရှိရဲဆိုရင်ခေါ်ပေါ်တွေလွဲရဆိုရင်ဒီပေါင်းဆိုရင်ဘယ်ဆေးဖြန်းရမလဲပေါ့နော်ဒါကိုကျွန်တော်တို့ဒီဘက်ညောင်တုံးဖက်အချင်းမှာကျွန်တော်ကသေးပြီးတော့လို့ခေါ်ရဲသေးပြီးတော့ခေါ်ရဲဆိုတာဒီမှာသေးပြီးတော့ဘာကြောင့်ခေါ်လဲဆိုတော့သေးပြီးတော့သူကသေးပြီးတော့ဆေးကိုဖြန်းမှာသေးတယ်သေးပြီးတော့ဆေးကိုတောင်းပြီးပြန်ဆေးဖြန်းရင်မသေးဘူးအဲ့လိုဆိုတော့ဒီမှာသေးပြီးတော့လို့ဆိုရင်ဒီမှာသူကအမွှေးပါတယ်တွေ့လားအမွှေးလေးတွေ့လားဒါအမွှေးလေးတွေ့ပေါ့နော်ဒီအမွှေးလေးတွေကသူကအပင်ငယ်ကလေးကတုတ်ခိုင်းထွက်လာပေါ့နော်ဒီသေးပြီးတော့ကိုကျွန်တော်ဖြန်းမယ်ဆိုရင်မဲမော်မှာထွက်တဲ့ဒီလေသူမ100 gram ပေါ့နော်100 gram ကိုတပုံးတစ်ထုပ်ထိပြီးတော့ကျွန်တော်တို့ကဖြန်းရမှာဖြစ်တယ်ဒီမှာဆိုရင်ဒီမှာကြည့်အမြင့်ကလေးတော့ရှည်နေပြီပေါ့နော်ဒါကသေးပြီးတော့ပေါ့နော်သေးပြီးတော့မှတ်ထားပါဒါကောင်သေးပြီးတော့ပြီးရင်နောက်တစ်ခုပြပေးမယ်နော်နောက်တစ်ခုကကျွန်တော်ဒီမှာအသေးလေးဂျိုးနီကိုတချို့ဒီမှာဘတော်အနီလို့လည်းခေါ်ဒီမှာဘတော်အနီပေါ့နော်ခုနဟာနဲ့တူပဲဘတော်အနီလို့ခေါ်တယ်ဒီကောင်ဆိုအစ်စ်ထွက်တော့မှာပေါ့နော်သူနဲ့သေးတဲ့ဟာရှိတယ်သူနဲ့သေးတဲ့ဟာဆိုဒီမှာသေးတဲ့ဟာကသေးလေးဒီမှာဒီကောင်ဆိုရင်ဘတော်အနီအပေါက်ကလေးပါဒီမှာဘေးမှာအပေါက်ကလေးပါပေါက်နေရပါတိတ်လေးဘတော်အနီကသူကဘတော်မှာသူကအနီဓာတ်ဖြူတာရှိရပေါ့နော်ဒီကောင်ဆိုအနီကောင်းမတော်လို့ခေါ်ရပေါ့နော်ဒီအနီဆိုရင်အနီစေးဖြန့်မှာသေးမယ်အဲ့လိုဆိုရင်သူကဒီမှာအနီဆိုတာခွေးရတာလွယ်တယ်သူကလည်းအကျိုးကနီးနေအကျိုးကနီးရဖြစ်တဲ့အတွက်ကိုဒီပါဆေးကိုကျွန်တော်ကဆေးတစ်ပုံကိုဒီမဲမော်ထုတ်တဲ့သူကတစ်ပုတ်ဒီပုံတစ်ထုပ်ပေါ့နော်မအဆင်မထွက်သေးဘူးဆိုရင်ဒါရေကို16 လီတာ20ထည့်ပြီးတော့ဖြန်းလို့ရတယ်ပေါ့နော်ဒါဘတော်အနီကောင်းမတော်လို့လည်းခေါ်တယ်ရိုးနီလို့လည်းခေါ်တယ်ပေါ့နော်ဒါဘတော်အနီကဲအဲဆိုဒါဘတော်အနီပြီးရင်နောက်တစ်မျိုးပြမယ်ဒီမှာ